အစ္စရေးနိုင်ငံကို1948ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီးတော့အခုဆိုလို့ရှိရင်89နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။နိုင်ငံစတင်တည်ထောင်တဲ့ကအစ္စရေးနိုင်ငံကိုအတိအမှတ်မပြုတဲ့နိုင်ငံတွေရှိပါတယ်။ဒီထဲမှာအာရပ်နဲ့အာဖရိကနိုင်ငံတွေကအဓိကပဲဖြစ်ပါတယ်။ဒီလိုအတိအမှတ်ပြုရတဲ့အကြောင်းရင်းကပါလက်စတိုင်းနယ်မြေတွေကိုဂျူးတွေကအတင်းဝင်ရောက်ပြီးနိုင်ငံထူထောင်ထားတယ်လို့အာရပ်တွေကခံယူထားလို့ပဲဖြစ်ပါတယ်။ဂျူးတွေဘက်ကတော့ဟစ်တလာနဲ့ကမ္ဘာနိုင်ငံတွေရဲ့ဂျူးဆန့်ကျင်လှုပ်ရှားမှုတွေပြီးမှနိုင်ငံတစ်ခုထူထောင်သင့်ပြီလို့ယူဆခဲ့ကြတာကြောင့်သူတို့ဘိုးဘွားတွေရဲ့နယ်မြေလို့သတ်မှတ်ထားတဲ့ဂျေရုဆလင်ကိုပြန်လည်ဝင်ရောက်လာခဲ့တာလို့ခံယူထားကြပါတယ်။အတိအမှန်ပြုတဲ့နိုင်ငံတွေကိုကြည့်ရရင်ရှေ့ဘက်မှာဆရာကြီးမြောက်ကိုရီးယား၊အင်ဒိုနီးရှား၊မလေးရှား၊ဘရူနိုင်း၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်နိုင်ငံနဲ့အာဖဂန်နစ္စတန်နိုင်ငံတို့ပဲဖြစ်ပါတယ်။အရှေ့လယ်ပိုင်းနဲ့အာဖရိကနိုင်ငံတွေမှာဆိုရင်တော့ကာတာ၊ကူဝိတ်၊ဆော်ဒီအာရေဗီးယား၊အိုမန်၊ဆိုမာလီယာ၊အီရတ်၊ယီမင်၊ဂျပူတီ၊ကိုမိုရို၊ဆီးရီးယား၊လက်ဘနွန်၊လစ်ဗျား၊တူနီးရှားနဲ့အယ်ဂျီးရီးယားနိုင်ငံတို့ပဲဖြစ်ပါတယ်။လက်တင်အမေရိကဘက်မှာဆိုရင်နီကာရာဂွာ၊ကျူးဘား၊ကိုလံဘီယာ၊ဗင်နီဇွဲလားနဲ့ဘိုလီဗီးယားနိုင်ငံတို့ပါဝင်ပါတယ်။မော်ရီတေးနီးယား၊မာလီ၊နိုင်ဂျာနဲ့ဆူဒန်နိုင်ငံတို့ကလည်းအစ္စရေးနိုင်ငံထူထောင်ခြင်းကိုအတိအမှန်ပြုတဲ့နိုင်ငံတွေမှာပါဝင်ပါသေးတယ်။အဲဒီနောက်မှာတော့အီရန်နဲ့မော်ဒိုင်းနိုင်ငံတို့လည်းပါဝင်ပါသေးတယ်။ဒီနိုင်ငံတွေကအရင်ကအစ္စရေးနိုင်ငံကိုအတိအမှန်ပြုခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့တန်တမန်ဆက်သွယ်ရေးဖြတ်တောက်ခဲ့ကြပါတယ်။ဥပမာအဖြစ်အီရန်ကိုရှားပြင်အုပ်ချုပ်ခဲ့တဲ့1989ခုနှစ်မတိုင်ခင်ထိတော့အီရန်နဲ့အစ္စရေးတို့ကရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ကြပါတယ်။ဒါပေမဲ့အစ္စလာမစ်တော်လှန်ရေးပြီးနောက်တော်လှန်ရေးအစိုးရတက်လာတဲ့နောက်မှာတော့တန်တမန်ဆက်သွယ်အားလုံးဖြတ်တောက်ခဲ့ပါတယ်။အတိအမှန်ပြုတဲ့နိုင်ငံတွေမှာအစ္စလမ်ဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံတွေပါဝင်ပေမဲ့အီဂျစ်၊တူရကီ၊ဂျော်ဒန်၊ဘာရိန်းနဲ့အာရပ်စော်ဘွားများပြည်ထောင်စုတို့ကတော့တရားဝင်အတိအမှတ်ပြုထားကြပါတယ်။နိုင်ငံစတင်ထူထောင်ချိန်တုန်းကပထမဆုံးစတင်အတိအမှတ်ပြုခဲ့တဲ့နိုင်ငံကတော့အမေရိကန်ပြည်ထောင်စုပဲဖြစ်ပါတယ်။အရှေ့တောင်အာရှနိုင်ငံထဲမှာဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကအစောဆုံးအတိအမှတ်ပြုခဲ့တဲ့နိုင်ငံပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့အီရန်၊ဂွါတီမာလာ၊အိုက်စလန်နဲ့နီကာရာဂွာနိုင်ငံတို့ကလည်းအစ္စရေးနိုင်ငံကိုစောစောအတိအမှတ်ပြုကြတဲ့နိုင်ငံတွေမှာပါဝင်ပါတယ်။ယနေ့ခေတ်မှာတော့ကမ္ဘာနိုင်ငံရေးပြောင်းလဲတွေကြောင့်အစ္စရေးရဲ့မဟာမိတ်နိုင်ငံတွေထဲမှာပါလက်စတိုင်းနိုင်ငံကိုပါအတိအမှတ်ပြုတဲ့နိုင်ငံတွေပေါ်ထွက်လာပါတယ်။ဒီနိုင်ငံတွေကိုသိရဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့ comment box မှာမှတ်ချက်ပေးသွားလို့ရပါတယ်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Thank you